ဇလန်းအစမှာတော့ကျွမ်းကျင်တဲ့လေးသမားတစ်ယောက်ကစက္ကလုတ်ပြတ်မဲ့ရဲ့အလဲဘိုတက်ကိုထိမှန်အောင်ပြစ်ခတ်လိုက်ပါတယ်။ညထိမှန်သွားတာနဲ့တပြိုင်နက်တန်ကွင်းလက်ပတ်မှုရန်ရကြီးကအောက်ကိုတရွတ်တိုက်လက်ပတ်ဆင်းသွားပြီးပွဲကြီးပရိသတ်တွေကလည်းဘာဖြစ်လာမလဲဆိုတာကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။လက်ပတ်နေတဲ့ဆက်ကအောက်ခြေကတန်ဆူးတွေနဲ့ထိမိတဲ့အချိန်မှာပဲအပေါ်ကဖန်လုံးတွေတစ်လုံးပြီးတစ်လုံးကွဲအပ်သွားပြီးထဲကတဲတွေကမြေအိုးတွေကိုစီးကျလာပါတယ်။တဲတွေရဲ့အလေးချိန်ပြည့်သွားတဲ့အခါမှာတော့တစ်ဖက်ကချိတ်ဆွဲထားတဲ့ဓာတ်မြောင်ကကျိုးကိုဖျက်တောက်လိုက်ပါတော့တယ်။ကျိုးပြတ်သွားတာနဲ့ရေပြည့်နေတဲ့မြေအိုးကြီးတွေဟာဒိုမီနိုတမန်နောက်လူမျိုးတစ်လုံးပြီးတစ်လုံးလဲကျကုန်ပြီးဗဟိုရေကန်ကြီးတွေကိုရေတွေအရှိန်ဟုန်နဲ့စီးဝင်သွားပါတော့တယ်။ရေတွေကကျမ်းပြင်ပေါ်ကမြောင်းတွေတိုင်းပြန့်နှံ့သွားတဲ့အချိန်မှာပွဲကြီးစဉ်ကလူတစ်ယောက်ရဲ့နာနာကိုဆေးပစ်တဲ့အရေးတစ်ဆက်ကျလာပါတယ်။သူကောက်ထိကြည့်လိုက်တော့ဒါဟာရေမဟုတ်ပဲစီးဖြစ်နေတာကိုသိလိုက်ရပါတယ်။ချက်ချင်းဆိုသလိုပဲဘေးနေရန်ကချင်းတီခေါင်းရုပ်တုတွေရဲ့ပါဇက်ကနေစီးတွေအလုံးရင်းနဲ့ပန်းထွက်လာပြီးကျမ်းပြင်မြောင်းတွေထဲစီးဝင်သွားပါတယ်။လူတွေအန်ရီကိုရိမ့်မိပြီးထိတ်လန့်တကြားထွက်ပြေးဖို့ကြိုးစားပေမဲ့တန်တကားကြီးတွေကဝုန်းကနေပိတ်ချလိုက်တဲ့အတွက်အားလုံးအထဲမှာပိတ်မိသွားပါတော့တယ်။အကွက်ကြစီစဉ်ထားတဲ့အတိုင်းနေရန်ပေါ်ကစစ်သားတွေကမိညာတွေနဲ့ကွင်းလေခေါင်ကိုပစ်ခတ်လိုက်ပါတယ်စီတွေရှိနေတဲ့အတွက်တခဏချင်းမှာပဲကျမ်းပြင်တစ်ခုလုံးမီးဟုံးဟုံးတောက်သွားပြီးပွဲကြီးစဉ်တွေစီကိုကူးဆက်ဖို့ဦးတည်လာပါတယ်။ဒါကိုမြင်လိုက်တဲ့မင်းသားထောင်နဲ့သူ့အဖွဲ့ဟာအောက်ကိုတိုင်းပင်ထိုးခုန်ဆင်းပြီးကျမ်းပြင်ကတဲတွေကိုတုံးကမီးတောက်တွေကိုလိုက်လံငိမ့်သက်ပါတော့တယ်။သူတို့ရဲ့လျင်မြဖြစ်လက်တဲ့လှုပ်ရှားမှုတွေကြောင့်မိမြစ်ဖျားခံရနေရကိုတဲနဲ့ဖုံးနိုင်ခဲ့ပြီးမိကူးဆက်မဲ့ဘေးရန်တွေကိုတီတီလေးတားဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့စိတ်အေးယုံပဲရှိသေးတယ်။ဝုန်းကနဲ့အတန်နဲ့အတူနောက်ထပ်တန်တကားကြီးကိုရိုက်ချိုးပြီးဖောက်ထွက်လာတာကတော့အလင်းပေါက်တို့မမြင်ရတဲ့ကင်းမီကောက်အကောင်ကြီးတစ်ကောင်ဖြစ်နေပါတယ်။မင်းသားတစ်ယောက်အံ့ဩထိတ်လန့်သွားတဲ့မျက်နှာနဲ့အတူဒီကောင်ကြီးနဲ့ဘယ်လိုဆက်တိုက်မလဲဆိုတာကတော့